ပဲဒီနေ့မှလည်းကျင်လာရတယ်ဒီမှာပါ shape and pass ဆိုရယ် blind pass ဖောက်ရတဲ့ part ဒီဟာလေးကကြာ yes ဆိုရင်ကြိုက်တယ်ဆိုရင် yes လို့ပါမကြိုက်ဆိုရင် no လို့လိုက်ပါခက်ဆိုရင်လည်းဒါလေးကတော့ question mark လေးကြာတာပါစာကြလေးပါလည်းမသိဒီဟာဒီထဲမှာလည်းဒါလေးတွေပါပဲအဲဒီမှာကြိုက်ဆုံးကတော့ဒါလေးရဲ့ secret လေးရဲ့ star ရဲ့ပါ star လေးကဖြူရောင်လေးချိန်တာနော်အောက်မှာကျတော့ဒါလေးကိုပူကြိုက်တယ်ဘာရေး secret လေးဒီဖောက်ကြည့်လိုက်နှစ်ခုတော့ပါတာပဲနှစ်ခုပါတာပဲဖောက်ကြည့်ပြောက်နေရဒါကဘယ်လိုရဲချက်ဒါလေးနှစ်ကပ်ပါဒါလေးပါဒါကြောင့်ပုံမှန်ဒါကြောင့်ပုံမှန်ဒီဟိုအစားပြဒီမှာအစားဒီနှစ်ခုပါတာပါတခုကကြတော့ပပရဲ့ဟာတခုကကြတော့ဟိုရှိပြဟာပါလို့မချကပ်ပါကပ်ပြီးဒီကလေးရခေကလေးပြောင်းပြီးဆိုရင်ဒါလေးဖောက်ကြည့်လိုက်ပုံမဲ့ဆိုရဟာလို့ပြေးစီဖြဲလိုက်တကြည့်မြူရတော့ကိုဖိုက်ဝိုင်းရှာရမကြည့်ကြာဝိုင်းကျန်မကြိုက်ဝလီလည်းမတည်ဘူးသိလိုက်ရှာတယ်မြင်လိုက်နော်တော့ကျင်းလိုက်ဆမဲကျင်တာဒါလေးပဲထင်တယ်လေးပဲထင်တယ်ဒါလေးဆက်ဆက်လေး squishy လေးဒါလေးပါပါလေဒါလေးရဲ့နောက်တစ်ခုထပ်ပေါက်ကြည့်မယ်နောက်တစ်ခုရဲ့ကဒါလေးရဲ့ကပါရောင်းတယ်ဒါလေးပါနောက်တစ်ခုထပ်ပေါက်ကြည့်မယ်ဒါလေးရဲ့သူ့ရဲ့အိတ်ထဲထည့်ထားတယ်နော်ဒါလေးရဲ့โอเคနောက်တစ်ခုကတော့ကတ်လေးကြပါမယ်ပါလေကတ်ဘာကလေးကလေးပါဟောကလေးကလေးဟုတ်ကဲ့စားဖို့ပါနော်ကလေးရမကြီးနိုင်ကြတာဟုတ်ကဲ့ဒီနေ့စိတ်ထားဒါလေးရဲ့ secret လေးရနော်โอเคခဏဟာပြောက်သွားဒီအိတ်ထဲမှာဟာ secret လေးလားဒါလေးလား secret လေးဒါလေးက secret လေးဟာ secret လေးဒီထဲမှာမပါ secret လေးဒါလေးက secret လေးပါဟောမြင်ဒါနေတော့ခေါင်းဘယ်လိုလုပ်မလဲ ဒါလေး secret လေးပါ okay secret လေးချလိုက်မယ်ကပြီးတယ်ဟုတ်ကြည့်ပါမယ်ဝလီမမတီးဒီဟာအိတ်လေးနဲ့ဆိုချီကီဟဲ့ဒီလိုက်ငါမကြည့်လိုက်နော်တော့မဲချင်တာတော့ဒါလေးချင်ပါနော်ဒါလေးချင်ပါလေသူဟာကြတော့ဒီမှာပုံဆွဲမှောင်းပါဘောနော်တဝီကောင်မှတဲပုံလေးတဝီကောင်တဲပုံကဘာလို့လဲမသိဘူးပေါ့နော်ဒီလိုက်ပုံဆွဲမှောင်းပါပါတဝီကောင်ကတဲပုံလေးနဲ့ပါမားကြတဝီကောင်လေးလောက်ထားတာပါပြီးကြတဲ့တဲပုံလေးပြန်ထည့်ပေးပါမယ်ဒီလိုက်ဒီနေ့ရသွားတာတော့နှစ်ခုပါပေါ်မအိတ်ဒါလေးဒီနှစ်ခုလေးပါဒီနှစ်ခုလေးရသွားပါဒီမှာဒီနေ့ရောက်ဒါလေးရရသွားပါဒီနေ့လို့ကောင်းနေခု space နှစ်ခု okay ဒီမှာလက်ဆောင်ပစ္စည်းပါ okay မှန်ချင်မယ်တစ်ခုစလုံးကြိုက်တော့ just တစ်ခုကကြောက်တိတ်ပြီးကြောက်တစ်ခုကကြိုက်တယ်ပါ yes လို့ပဲအမှန်ချလိုက်မယ် yes okay yes လို့အမှန်ချလိုက်ပါပြီနော်ပါ yes လို့အမှန်ချလိုက်ပါပြီရန်ချစ်ဖို့ကောင်းပါလေတနဒီနေ့ဗီဒီယိုလေးရတယ်လောက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye see you guys later bye bye
channel လေးမစခင် like subscribe လေးလုပ်ဖို့လည်းမမေ့ကြနဲ့နော်။ပြီးရင်ဒါလေးတွေကိုမဲဖောက်ပေးမှာပါမဲဖောက်ပေး